ထောင်ကြီးသွားမယ်ကားထိရောက်နေပါတော့ဒီလေးကနဲ့သွားမယ်ဒီကကားကိတ်ကတဲ့အခုဟာကကားပေါ်မှာရေတမှုတစ်ခုပေးထားတယ်ပေါ့နော်တယောက်ရေတမှုတစ်ခုပေးထားတယ်မုံနေရတော့ကားထွက်ပြီးမှပေးမှာပေါ့ခုတော့ကားစားထွက်နေပြီအောင်မင်္ဂလာကားဝင်းကနေသွားစီးတာပေါ့နော်ရန်ကုန်အောင်မင်္ဂလာကားဝင်းကနေသွားစီးရဆိုတော့ဒါဟုတ်ဒါကရန်ကုန်မြို့ကထွက်အထွက်ကိုဆက်ဆချင်းထွက်ပေါ့နော်လေကွင်းလေးစတွေ့ဒါကတဲ့အဲ့ရနိုးလာပြီးတော့ဘယ်နားလောက်လဲဆိုတော့တောင်ကြီးတော့ဝင်ပေါ့တောင်ကြီးသွားတဲ့လမ်းပေါ့တောင်ကြီးသွားတဲ့လမ်းပေါ်ရောက်သွားပြီးတော့ဒါတွေကတောင်ကြီးပေါ့နော်တောင်ကြီးစပြီးတော့အများကြီးစမြင်နေရဒါလေးကတော့တရားပဲဒီတရားပေါ်ကားတက်မယ်ဆိုတော့နည်းတော့ကြောက်တော့ပေါ့တရားကြီးတွေကသေးတာသေးတယ်နော်အဲ့လိုကောင်းတော့ကားဟိုဟာခံနိုင်တော့ရှိတယ်တောင်ကြီးကြည့်ပဲတောင်ကြီးကစာပိုင်းရနည်းနည်းလေးလမ်းရကနေပြပြပြနဲ့တော့နီးလာတာပေါ့နော်လိုပဲတောင်ကြီးကအခုကြာလဲဝေးသွားတယ်ပဲနော်ပြီးတော့ကျွာတွေပေါ့ကျွာတွေဖြတ်ဒီမှာလေဒါပုံကားကြီးတွေရက်တဲ့နေရာဖြစ်မယ်နဲ့တူတယ်အဲပုံကားကြီးတွေရက်မဲ့နေရာဆိုလို့ရှိရင်သူကဒီပြရတိုင်းနေအများကြီးရှိတယ်ပေါ့နော်ဘာလို့လဲမသိဘူးအဲ့လိုပဲပုံကားတွေရက်တဲ့နေရာဒီပြရတိုင်းနေကြည့်ပဲဒါကတော့စပြီးတော့တောင်ကိုတိတ်ချာအကွေ့အကောက်နဲ့တက်တဲ့လမ်းစပြီပေါ့နော်တောင်အကွေ့အကောက်နဲ့စပြီးတက်တဲ့လမ်းကိုနည်းနည်းဒါကားကိုမူးတာပေါ့နော်ကားနဲ့မူးတယ်ဒါကတော့နည်းနည်းမြန်ထားလိုက်တော့တာတောင်တလန်းတောင်တလန်းမှာအဲ့လိုဖွေပြီးပွေလိုက်အဲ့လိုဒီပွေလိုက်ပြန်ပြီးတော့ဟိုအတက်ကလည်းတက်ရတယ်ဖွေရလည်းဖွေနေတော့နော်ဒီပိုက်ထဲမှာလို့နေလို့သိမကောင်းပိုက်ထဲမှာနေလို့သိမကောင်းဒါတော့မှပဲအဲ့ဒါမနက်ကို7 နာရီကားမထွက်ခင်ဆိုတော့အဲ့ဒါ9 နာရီခွဲတော့အနာရီဝက်လို့ပေါ့နိုင်ဝက်လုံးမှာကားမူတာတတ်တာတဲ့ဆေးတောက်ထားတာပေါ့နော်ကားမူတာတတ်တာတဲ့ဆေးတဲ့အဲ့ဒါကားမူတာတတ်တာတဲ့ဆေးကလေဒီကြုံတော့ပြောအောင်မယ်ဘီးစစ်မဟုတ်ဘူးဒီလားဘီးစစ်ကကားတတ်တာတဲ့ဆေးမဟုတ်ဘဲနဲ့ဟွာဘာလဲမသိဘူးဆရာဝန်ပေါ့နော်ဆေးကပြရင်လည်းအဲ့ဒါဆရာကိုမေးထားတာဆရာပေးတဲ့ဆေးပဲအဲ့ဒါတစ်လုံးတောက်တယ်တစ်လုံးအခုတော့ဒီမှာမိုးလေးနည်းနည်းကျတယ်မိုးလည်းနည်းနည်းကျတယ်ညနေလည်းနည်းနည်းဆောင်းသွားပြီပေါ့နော်ဒါညနေလေးနည်းနည်းဆောင်းနေတယ်မှသာနည်းနည်းလေးလင်းနေတယ်နော်အကုန်ကားကြီးတွေဘေးကအလေးချပေါက်တဲ့ဟာတမောပဲနေလားမသိပါဘူးဘာပဲနေလဲမသိဘူးအမှတော်တောင်အမြင့်ပေါ့လေအမြင့်မိုင်းရောက်လာပြီဆိုတော့ဟိုတိန်နေကြားရသွားနေရပြီ